ထပင်မြစ်ဖုတ်စားကြမယ်ဒီလိုရာသီဥရုလေးမှာလေထပင်မြစ်ဖုတ်စားရတဲ့ feeling လေးကဘာနဲ့မှမတူအရန်မိုက်တဲ့ vibe လေးဖြူဖြူကတော့စံပြစီတွေကနေထပင်မြစ်တစ်စီးကို2500နဲ့ဝယ်လာခဲ့ပါတယ်ကဲစပြီးတော့ဖုတ်ပါတော့မယ်ထပင်မြစ်ဖုတ်မယ်ဆိုလို့ရှိရင်ထပင်မြစ်လေးတွေကိုကျိုးလေးနဲ့အဖျားကနေစီးလိုက်မယ်စီးပြီးလို့ရှိရင်သူကတုံးရှည်ရှည်လေးနဲ့ပူမှာဆိုတဲ့အတွက်ကြောင့်ခလန်းလန်းနေလှမ်းပြီးတော့ဖုတ်ရပါတယ်သူကထိတ်ကအဓိကဖြစ်တဲ့အတွက်ထိတ်ကြက်အောင်လို့အရင်ဆုံးအဲ့အနေထားလေးနဲ့ပဲထိတ်ကိုကြာကြာလေးဖုတ်ပေးရပါတယ်ထိတ်လေးတွေတော်တော်လေးကြက်လာပြီဆိုတဲ့အနေထားရောက်ပြီဆိုမှအစီကိုဖြီးပြီးတော့ကြံတဲ့နေရာလေးတွေဖုတ်ရပါတယ်ကဲအကြက်ညင်အောင်လို့မလို့အလိုက်တင်လေးလှည့်လှည့်ပြီးတော့ဖုတ်ပေးလိုက်ပါမယ်ထပင်မြစ်ဘလို့ဖြစ်လာလဲဆိုလို့ရှိရင်ထန်းသီးအမဲ့ပေါ့နော်ထန်းသီးမဲ့ရင်ကျွေတယ်အဲ့ကျွေတဲ့ထဲကမှထပ်သီးအဆန်ကိုဖြူဖြူတို့မြေကြီးတဲ့ကိုမြုပ်ပြီးတော့ထပင်မြစ်ဖောက်ရပါတယ်ဒီလိုရာသီဆိုလို့ရှိရင်ထပင်မြစ်ဒီနေထားရောက်ပြီးစားလို့ရပါပြီဖြူဖြူတို့အညာမှာဆိုလို့ရှိရင်ထပင်မြစ်ကိုအဝစားရရပါတော့ဆောင်းတွင်းမနက်ခင်းချမ်းစိတ်နေတဲ့အချိန်မှာဒီအိမ်တလင်းမြင်ထဲမှာမီးပိုကြီးဖိုးပြီးတဲ့ခါကျတော့ထပင်မြစ်အစီးကြီးကိုအဲ့လိုမျိုးဒုတ်ကြီးနဲ့ဖုတ်ရတယ်ပေါ့နော်ဖြူဖြူဦးလေးကထပင်မြစ်ဖုတ်တဲ့ခါ expert သူကမနက်တိုင်းအဲ့လိုမျိုးဖုတ်ကြွေးပါတယ်ဖြူဖြူတို့ထပင်မြစ်ကပြုတ်စားလို့လည်းရပါတယ်ဒါပေမဲ့ဒီလိုမီးသွေးလေးရှိရဆိုတော့ဖုတ်စားတာပိုမှုေးပြီးတော့ပိုစားလို့ကောင်းပါတယ်အခုကပေါ်ဦးပေါ်ပြမို့လို့ဖြူဖြူထပင်မြစ်ကိုစီးအောင်မယ်မထင်ဘူးပေါ့နော်ဒီတိုင်းပဲအာယုံကြီးစားကျင်လို့ဆိုပြီးတော့စမ်းဝယ်လာတာဒါပေမဲ့မထင်မှတ်လောက်အောင်ကိုတော်တော်လေးကိုစီစီပိုင်ပိုင်လေးနဲ့စားလို့ကောင်းနေပါပြီကဲစားနီးရကြတော့အပေါ်အခွန်ပါးလေးတစ်ခုကိုခွာပစ်လိုက်မယ်ထိတ်လေးကိုဓာတ်နဲ့လှီးပြီးတော့အဲ့ရပါတဲ့အမြင်ပပလေးတွေကိုတင်ပြီးတော့ခွာပေးရပါတယ်ပဲစီမွမွေးလေးကိုစားခတ်ပြီးတော့အဲ့ထဲကိုထပင်မြစ်လေးကိုနှစ်ပြီးတော့တို့စားရတာရှယ်ပါပဲရှင်မဝါနိုင်ရင်တော့ထပင်မြစ်ကိုငရုတ်စုံနဲ့ထောင်းပြီးတော့စီနစားလေးနေပြီးတော့နှမ်းတောင်းလေးနဲ့စားရင်လည်းမွမွေးလေးနဲ့စားလို့ကောင်းပါတယ်အဝေးရောက်အညာသူညာသားတွေလည်းဖြူဖြူထပင်မြစ်ဖုတ်လေးကိုကြည့်ပြီးတော့အညာကိုလွှမ်းနေကြရောပေါ့အဲ့လောက်နေဆိုင်ရင်တော်ပါပြီကဲအားလုံးလည်းစောင်းတွင်းမှာမီးပုံလေးနဲ့ထပင်မြစ်ပုတ်စားရင်နှွေးထွေးနိုင်ကြပါစေနောက်ဘလော့ဒီမှာပြန်တွေ့ပါမယ်နော်ဘိုင်ဘိုင်